စောင်းရသည်မှာရေဘလို့ချိုးမလဲစောင်းရသည်ရောက်ပြီဆိုရင်လူတိုင်းနှီးပါကြုံရတဲ့အခက်အခဲတစ်ခုကတော့ရေချိုးတာဖြစ်ပါတယ်တချို့ကရေချိုးဖို့အတွက်ရေနဲ့စားထိရမှာကြောက်ကြသလိုတချို့ကြတော့လေအေးတံကိုအန်တုပြီးရေအေးတွေနဲ့ဝုန်းကနေချိုးပစ်လိုက်ကြပါတယ်စောင်းရသည်မှာရေချိုးပုံမမှန်ကန်ရင်ဥနောက်သွေးကြောပြတ်တာနှလုံးရုပ်တရက်ရက်တာတွေဖြစ်နိုင်ပါတယ်စောင်းတွင်းမှာကျမ်းမာရေးနဲ့ညီညွတ်ပြီးဘေးကင်းအောင်ရေဘလို့ချိုးရမလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအချက်ကတော့ရေချိုးပုံအစဉ်စဉ်ပါရေစချိုးတဲ့အခါခေါင်းကနေအရင်လောင်းချတာမျိုးလုံးဝမလုပ်ပါနဲ့ခန္ဓာကိုယ်ကရုပ်တရက်အေးသွားတဲ့အခါသွေးကြောတွေကျင်းသွားပြီးဥနောက်သွေးကြောပိတ်တာဖြစ်နိုင်ခြေအရန်များပါတယ်မှန်ကန်တဲ့နီလန်းကတော့ခြေထောက်ကိုရေရင်လောင်းပါပြီးမှဒူးပေါင်ခါကိုလုံးဆိုပြီးအောက်ကနေအပေါ်ကိုဖြည်းဖြည်းချင်းလောင်းပေးပါခေါင်းလျှော်မယ်ဆိုလဲခုနပြောတဲ့အဆင့်တွေပြီးမှနောက်ဆုံးကြမှာလျှော်ပေးပါဒုတိယအချက်ကတော့ရေအပူချိန်ဖြစ်ပါတယ်ခန္ဓာကိုယ်အပူချိန်နဲ့နီးစပ်တဲ့ကြက်သီးနွေးရုံနွေးတဲ့ရေမျိုးနဲ့ပဲချိုးသင့်ပါတယ်အရန်အေးတဲ့ရေနဲ့ချိုးရင်ခန္ဓာကိုယ်ကို stress ဖြစ်စေပြီးသွေးပေါင်ပိုတက်စေတာနှလုံးရောဂါအခန်းရှိသူတွေအဆုတ်ရောဂါအခန်းရှိသူတွေကိုပိုဆိုးစေတာမျိုးဖြစ်တတ်ပါတယ်ရေအရန်ပူတာနဲ့ချိုးပြန်ရင်လည်းအရေပြားကသဘာဝအဆီဓာတ်တွေကိုခန်းချောက်စေပြီးအသားပတ်တာရားရံတာတွေဖြစ်စေနိုင်ပါတယ်တတိယအချက်ကတော့ရေချိုးချိန်ကို9မိနစ်ကနေ10မိနစ်ထက်ပိုမကြာပါစေနဲ့ရေချိုးပြီးတာနဲ့ချက်ချင်း6သွေးအောင်တုပ်ပြီးအဝေးအစားနွေးနွေးထွေးထွေးဝစ်ပေးပါစရုပ်ထအချက်ကတော့ရေချိုးပြီးနောက်အရေပြားကိုဂယုစိုက်ဖို့ဖြစ်ပါတယ်ရေချိုးပြီးရင်အဆိုဒါထိန်ခရင်ဒါမှမဟုတ်လိုရှင်းတစ်ခုခုလိမ့်ပေးသင့်ပါတယ်ဒါမှစောင်းတွင်အသားပတ်တာအရေပြား6သွေးရားရံတာကိုကာကွယ်ပေးမှာဖြစ်ပါတယ်အချင်းချုပ်ပြန်ပြောရရင်စောင်းတွင်းမှာရေချိုးတဲ့အခါကြက်သီးနွေးရုံနွေးတဲ့ရေနွေးနဲ့ရေချိုးပေးပါခြေထောက်ကနေစလောင်းမှာ10မိနစ်ထက်ပိုမကြာစီပါနဲ့ရေချိုးပြီးရင်လိုရှင်းလိမ့်ပေးပါအခုပြောခဲ့တဲ့အချက်လေးတွေကိုသေချာလိုက်နာပြီးမိတ်ဆွေဒီနှစ်စောင်းရာသီကိုယောဂဘေးကကင်းဝေးစွာဖြတ်သန်းနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်မေးမြန်းချင်တာရှိရင်ကွန်မန့်မှာမေးမြန်းနိုင်ပါတယ်အခါအားသင့်သလိုကျွန်တော်ပြန်ဖြေပေးပါမယ်ကျွန်တော်ကတော့ဒေါက်တာဇင်ညီဖြစ်ပါတယ်